ကြတဲ့ရှင်ဘက်ကိုမှမိလို့ငါထားလေစီလို့မရတဲ့16ပါရနဲ့သီးဆိုတာမှားရင် sorry လို့ငါပြောခဲ့ပြီးပြီအစောကြီးနိုးလည်းမနှက်ဆမစားပြဿနာများတဲ့သူ့ကုန်းတစ်ချက်ကိုမျောနေတတ်သူငါဘာမှမရှိတဲ့ရှင်ဘက်တစ်ခုကဘာလို့ခြင်းလည်းမပြောတော့ပါမိမိပါရဲ့အတွေ့အကြုံတစ်ခုကိုငါနှလုံးသားကမလွှမ်းမိုးနိုင်တော့ဇော်တကမတတ်တော့ပါဘူးပြောစရာဖြစ်ပြောမှာဘယ်ဆရာဝန်မှကုလို့မရတာအသေးကွက်တက်တဲ့ယောကနေဘလောက်ပူပါစေရေဘလောက်စူပါစေရှင်ခွင်တစ်ခုကမလောက်ချမ်းတတ်တော့အသေးကွက်သွားလာလူတကမေးမေးတဲ့ထင်ရခတ်တော့လိမ်မိပါတယ်အနေစာအသက်ကြီးလာလဲအချစ်ဆိုတာငါမလျှော့ခဲ့ပါဘူးစိတ်ချငါရဲ့အချစ်ကအယူတော့မဟုတ်ဘူးဒါပေမဲ့လဲစိတ်တစားပုံရိပ်များခုတော့ငါရဲ့နာအဝေးဆုံးထွက်ခွာသွားနာခွာတဲ့ချိန်မင်းတရားပါအဲ့တော့တကယ်နာမင်းတရားအခုတော့မင်းနာတော့ဝေးဆုံးထွက်ခွာအားလုံးပြောင်းလဲသွားကြပြန်လာမှာတဲ့ရီးတက်တက်ပဲပြီးပြန်ကားမလာတဲ့ချစ်သူတတ်တဲ့ရမှာတဲ့ဟာတော့ဝဲဖို့ကြောင်းနေဘယ်လိုဖန်တာလာတဲ့ပြန်ကားလာခဲ့နေပြန်ကားလာခဲ့ဒီပါတွေခွဲလို့ခွဲတာဆိုတော့ရန်လဲတဲ့ကကြောက်တယ်အများနဲ့တုံးတယောက်ထိုင်နေကြကြောင်းကတင်းမှာစောက်ပဲရှုံးပြဆိုတော့စောအားသွားတဲ့ဒီပါဇက်တွေကြောက်ပဲငါမတတ်တွေကလုံးရလိုက်တာနေငါအသေးကိုခွဲမဲ့အချစ်တတ်တဲ့ဖြောင်းပဲရစ်ပန်းနေတော့တဲ့ကြိုးတွေအစစ်တန်းနေတော့ပဲအသက်ခွဲဖို့ဆိုမလာပါနဲ့ငါနေအတွက်သေးတော့တယ်